No poison can kill a positive thinker and no medicine can heal a negative thinker. Hello Dewi ပါအဝေးဒီနေ့တော့ခုတ်လေးတစ်ခုကိုဖတ်မိပြီးတော့အဲ့ဒါလေးကိုပြန်ပြီးတော့ sharing လုပ်ပေးခြင်းသိပေါက်တာနဲ့ရောင်းအပြန်ရုပ်တရက်ဗီဒီယိုလေးရိုက်ဖြစ်သွားပါတယ် Hello ရောင်းအပြန်မှာစပင်တက်လေးနဲ့ပေါ့နော်ခုတ်လေးရတော့ No poison can kill a positive thinker and no medicine can heal a negative thinker ဆိုပြီးဖြစ်ပါတယ်ဒီခုတ်လေးရတော့ဒီအကောင်းမြင်စိတ်ရှိရတဲ့သူနဲ့အဆိုးမြင်စိတ်ရှိရတဲ့သူအကြောင်းမျိုးတင်စားပြီးတော့ပြောထားတာဖြစ်တယ်ပေါ့နော်အရောက်ပါပြီ positive thinking ကဘာတွေအကျိုးရှိစေလဲဆိုတော့ creativity တွေကောင်းစေရပြီးတော့ဒီ problem solving skills တွေတိုးစေရပြီးတော့ဒီနောက်ဆုံးအချက်ကတော့ physically ရော mentally ရော healthy ဖြစ်စေပါတယ်ကျန်တာတွေကိုတော့အထက်မှာဆက်ပြောပါမယ်အခန်းပြန်ရောက်ပါပြီရှင်ဆိုတော့ဆက်ပြောမယ်နော်negative thinking အောင်ဘာဖြစ်စေလဲ negative thinking ကကြတော့ဒီနှလုံးယောဂါနဲ့ပတ်သက်တဲ့အရာတွေပေါ့နော်ဒါကတော့ဒီယောဂါဘိုင်းပေါ့နော်ယောဂါဘိုင်းပေါ့ဒီသွေးတိုးယောဂါတွေဒါတွေဖြစ်စေတယ် mentally အရာဆိုရင်လည်းဒါ anxiety တွေများစေရပေါ့နော်ဒီပြီးတော့ဒီ self esteem တွေရောနေစေရကိုယုံကြည်မှုတွေရောနေစေရပေါ့နော်ပြီးတော့ကိုဒီမလေးစားတော့တာတွေအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပြီးတော့နောက်ဆုံးအနေနဲ့ဆိုရင်ကြတော့ဘယ်အထိဖြစ်သွားနိုင်လဲဆိုတော့ depression ဝင်တဲ့အထိပါဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဦးတို့တွေဒီကိစ္စတစ်ခုခုကိုတွေးရဆိုရင်ကိုယ့်ကိုယ်လေးပြန်ပြီးတော့သုံးသပ်ကြည့်တင်တယ်ပေါ့နော်ငါ positive နဲ့တွေးနေရလား negative နဲ့တွေးနေရလားဆိုတာလေးကိုသုံးသပ်ကြည့်တင်တယ်ပေါ့နော်အကယ်၍ဒါဒီ positive နဲ့တွေးနေတာဖြစ်မယ်ဆိုရင်တော့ဒါကောင်းတယ် physically ရော mentally ရောလုံးဝ healthy ဖြစ်တယ်အကယ်၍ဒါကိုကဒီကိစ္စတိုင်းကိုဒီ negative တွေနဲ့တွေးမိနေတာဆိုရင်တော့ကိုယ့်ကိုပြန်ပြီးတော့သုံးသပ်ဖို့လိုပြီပေါ့နော်ဘယ်လိုမျိုး positive ဘက်ကိုချိန်မလဲအဲ့ဒါလေးပြန်ပြီးတော့စဉ်းစားရမယ်ပေါ့နော်ဒီကိုယ့်ရဲ့ thinking တွေက negative ဘက်မှာများနေပြီဆိုရင်ဒါပြောင်းလဲပေးရမယ်ဆိုတာကဖြည်းဖြည်းချင်းစီပေါ့နော်ဒါကိုတညာတဲ့တရက်သေးနဲ့တော့ချက်ချင်းလက်ငင်းဒီဆိုးမြင်စိတ်ရှိရတော့လည်းကောင်းမြင်စိတ်ရှိရတော့ချက်ချင်းလက်ငင်းကြောင်းလဲမှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဒီတဖြည်းဖြည်းချင်းကျင့်ယူရမယ်ဒီကိုလက်ခံနိုင်အောင်ကြိုးစားရမယ်ပြီးရင်ဒီမကောင်းတဲ့အတွေးတွေခဏတွေးနေတာတွေကိုရက်တက်မှုကြိုးစားရမယ်သူကတော့ဒါဒီ bad feelings တွေကတော့ရှိနေမှာပဲအဲ့ဒါတွေကိုတက်နိုင်တဲ့လောက် short ချရမယ်ကို့မှာဒီ feelings တွေရှိနေပြီဆိုတော့လက်ခံပေးလိုက်ပြီးရင် short ချပေးရမယ်အဲ့လိုပေါ့နော်အများအားခေါင်းထဲမှာအများအားတွေးပြမနေအောင်ပေါ့နော်အဲ့ဒါလိုသတိနဲ့နေရမယ်ပြီးရင်ဒီ activities တွေလုပ်တာမျိုးပေါ့နော်ဒီပြေးတာတို့လမ်းလျှောက်တာတို့ပြီးတော့ဒီတငယ်ချင်းတွေနဲ့စကားတွေပါပြောလိုက်တာတို့မိသားစုဝင်တွေနဲ့ပြောတာတို့နောက်ဆုံးကတော့တရားထိုင်တာပေါ့နော်တရားထိုင်တာအရင်ကောင်းပါတယ်တနေ့ကိုအချိန်ရသလောက်ပေါ့နော်9မိနစ်ဖြစ်ဖြစ်10မိနစ်ဖြစ်ဖြစ်အဲ့ကနေပြီးတော့အကျင့်လေးလုပ်ယူပြီးတော့တရားလေးထိုင်ပေးပါအဲ့ဒါဆိုရင်နောက်ပိုင်းကျရင်တဖြည်းဖြည်းနဲ့လူက peace ဖြစ်လာပြီးတော့မှဒီကိုယ့်ရဲ့စိတ်အခြေအနေကိုကိုယ်တိုင်ပြန်ပြီးတော့သိလာမှာပေါ့နော်ဒီဗုဒ္ဓမြတ်စွာဟောခဲ့တယ်လို့ပဲပေါ့နော်ဒီ present moment မှာဒီပစ္စုပန်မှာနေခြင်းကလူကိုအရန်ကို relax ဖြစ်ပြီးတော့အမှန်တရားတွေကိုလက်ခံနိုင်တယ်ကိုလည်းလက်ခံတတ်စီတယ်ပေါ့နော်ကိုလည်းလက်ခံတတ်လာပြီဆိုတဲ့အခါမှာနောက်ပိုင်းကျင့်သားရလာတဲ့အခါမှာကိုယ့်ရဲ့ inner peace ကိုရှာဖွေတွေ့ရှိမှာပေါ့နော်တရားထိုင်တာတွေများလာမယ်ပြီးတော့အဲ့လိုပေါ့နော်ဒီအကောင်းမြင်စိတ်ဘက်ကိုပို့ပြီးတော့များလေးတွေးလာမယ်ဆိုရင်ကြတော့ကိုယ်တိုင်မှာကpeace ဖြစ်နေမှာဖြစ်တော့ဒီတခြားသူတွေကိုမြင်တဲ့အမြင်ကလည်းတဖြည်းဖြည်းချင်း positive ဘက်ကိုပြောင်းသွားမှာဖြစ်ပါတယ်ဒီနေ့ကတော့ဒါပေါ့ပါလေးပြောလိုက်တာပေါ့နော်ခါတိုင်းဆိုရင်ကြာတရားလေးတွေတင်တော့ကြာတော့ဒီ note လေးတွေလုပ်ပြီးတော့မှတခြားလေးဟိုပါပေါ့မှားပါမှာဆိုပေါ့နော်တခြားလေးပြောတော့ပေါ့ဒီနေ့ကကြတော့စိတ်ထဲမှာရှိတဲ့ဟာလေးတွေချပြောလိုက်တာဆိုတော့အမှားပါဝိုင်းခွင့်လွှတ်ပေးပါလို့နောက်ဆုံးအနေနဲ့ကတော့ဗီဒီယိုလေးကိုကြည့်ပေးရတဲ့ကျေးဇူးများတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာတွေ့ပါမယ် bye bye